ဒါမင်္ဂလာပါမိတ်ဆွေတငယ်ချင်းတွေအခုဒါမိတ်ဆွေတငယ်ချင်းတို့မြည်တွေ့နေရတဲ့ပန်းလေးကတော့ဒါ brain ကိုပြပါတယ် brain ကိုတဲ့အင်္ဂလိပ်လိုပြောမှဆိုရင် global ပါပေါ့နော်ဒါကျွန်တော်ဖျားပန်းတင်တဲ့အုပ်စုတွေမှာပါတယ်ဒါပေမဲ့ तू ကဘာထူးခြားလဲဆိုတော့ဒီနွေရာသီပွင့်လာမယ်ပြပါဒီတကြံကာလ April ကာလပေါ့နော်ပြီးခဲ့တဲ့ဒီ April လအစောပိုင်းကဒီဘက်တခွင်ကကျတော့ကမိုးလေကောင်းရွာတယ်ဆိုတော့ဒီတကြံကမတိုင်ခင်လေးတွေက तू ပွင့်နေတဲ့အနေထားလေးပဲဖြစ်ပါတယ်ကြည့်ပါဦးဗျာဆိုတော့အမြဲသစ္စာရှိတယ်ဒီ April လပထမပတ်နေပြီးစပြီးတော့ပွင့်ကြတာပဲဖြစ်ပါတယ် April လဒုတိယပတ်လောက်ဆိုရင်ပန်းနေတွေ့ရမှာမဟုတ်တော့ဘူးပေါ့နော်ဒါကတော့ global paraquat ပဲဖြစ်ပါတယ်ကြည့်ပါဦးနော်ဒါတို့ကတော့ဘာထူးခြားလဲဆိုတော့ brain ကိုမှနှမျိုးရှိတယ်ပေါ့နော်ဒီအပင်မထက်ခင်အရင်ပန်းပွေးတဲ့ပုံစံမျိုးပထငယ်ထမ်းရဆိုရင် historanthi ဆိုပြီးခေါ်ကြတယ်ပေါ့နော်နောက်တစ်ခါကျတော့ကလက်ထုတ်ပြီးမှပဲအလေကောင်းနဲ့ပန်းပွေးတဲ့မျိုးစာရှိတယ်ပေါ့နော်အဲ့ဒါကျတော့ပထငယ်ခမ်းရဆိုရင် terminal inflorescence လို့ခေါ်ကြတာပဲဖြစ်ပါတယ်ကြည့်ပါဦးဗျာဒါကတော့အဲ့နှမျိုးတွေကမှအရွက်မထွက်ခင်ပွင့်တဲ့အနေထားလေးတွေမျိုးစာပဲဖြစ်ပါတယ်မတူညီတဲ့ဒေသမှာမတူညီတဲ့ပန်းမျိုးစိတ်ကွဲလေးတွေတွေ့ရတာမဟုတ်လို့ပေါ့နော်ဟိုဖောက်ပြီးတော့ထွက်နေတာမိုးရင်းကာလာတော့သူထွက်လိုက်အရွက်6ပေါ့နော်ပန်းရင်ပွင့်မယ်ပန်းပွင့်ပြီးမှပဲသူကအရွက်အပင်ပြန်ထွက်မှာပဲဖြစ်ပါတယ်ဟောဗျာလာနေအောင်နော်ဝိုင်အောင်လေးနဲ့နီညိုအောင်လေးပေါင်းဆက်တာလည်းလာပေါ့နော်ကဲကျွန်တော်လည်းတူတူအနီးကနေထားလေးကြည့်အောင်ခုမိတ်ဆွေတို့ကျွန်တော်မြင်တွေ့နေရတဲ့ပန်းလေးကတော့ပရင်ကိုပန်းလို့ခေါ်တာပေါ့နော်ဒါကပြောမှဆိုဒါ global paraquat ဆိုပြီးတော့ခေါ်ကြတဲ့မျိုးပဲဖြစ်ပါတယ်ဒီမျိုးစိတ်ကိုတော့ကျွန်တော်တို့ထိုင်းမှာလည်းတွေ့ရသလိုမြန်မာမှာလည်းတွေ့ရတယ်မြန်မာမှာဆိုရင်တနင်္သာရီတိုင်းမှာအရင် record ရင်ရှိတယ်ဒီလိုပုံစံမျိုးကရင်ပြည်နယ်မှာလည်းတွေ့ရတယ်ဆိုတော့မိုးပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒီမှာတွေ့နိုင်ချေရှိပါတယ်သူကဘာထူးခြားလဲဆိုတော့ကဒီ April လပထမပတ်လောက်မှာစပြီးတော့ပန်းပွင့်ပြီးတော့မှဒုတိယပတ်လောက်ထိပန်းပွင့်မှာပဲဖြစ်ပါတယ်ကြည့်ပါဦးဗျာလာနေလိုက်တာနော်အနီရောင်နီညိုရောင်ပန်းခိုင်လေးနဲ့ပန်းအဝိုင်အောင်ပန်းပွင့်နေနဲ့ပေါင်းဆက်ဖွဲ့စီရတဲ့အလားလေးပဲဖြစ်ပါတယ်